ပြုအလူတော်တေးပနာပဲဖြစ်ပါရဲ့ညာနန္တော်ရတာငါပါဦးဒိတ်ကြားလျက်နဗတ်မိဘများဖြစ်ကြသောဦးလစိန်ဒေါ်ဝင်းဦးလကံဒေါ်ချင်းဆွေတို့အားအမှုဒါရှိရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့အုတ်ကမ်းမြို့ဘုံကြီးတန်းအုပ်စုပောက်ကွေးတန်းကြီးရွာအလူဒိတ်ကဦးမျိုးဝင်းအောင်အလူဒိတ်ကမှာဒေါ်တတိဝင်းတာမောင်မြတ်ဖုံးကမိသားစုတို့မှာဘုံမြတ်သောစိတ်ဓာတ်လေးကြီးကလျာဏမိတ်အပေါင်းတို့ဟာလေးမြတ်သောစိတ်ဓာတ်လေးကြီးလူတော်မင်္ဂလာပွဲကြီးအောင်ဖိတ်ကြားခြင်းပြုရပါတယ်ခင်ဗျာကျွန်တော်တို့ဒီတဏှာဝိသရဲ့အတွင်းမှာလွတ်မြောက်ရမှန်ယနေ့ဘက်ကိုဤတန်းတောင်းတာအာယုပြုလျက်ဦးမျိုးဝင်းအောင်ဒေါ်တတိဝင်းတို့တားလာရတာမောင်မြတ်ဘုံကံဥခင်သူဒေါ်ဝင်းမဆိုးတို့မှာတားလာရတာမောင်ချစ်လင်းတဲ့ဦးတင်မင်းနိုင်ဒေါ်မြမိုးတို့ဤတားလာရတာမောင်တက်စောနိုင်တို့အားစစ်ပါသောဘိတ်ရာကျုံးလင်းသွားပြီဒီပစားရှင်းသားမနေပြီတို့သွေးချင်းအလူတော်မင်္ဂလာအခမ်းအနားပွဲကြီးပဲဖြစ်ပါဗျာဟုတ်ကဲ့ပါဗျာဒီကနေ့ဓမ္မတက္ကရီတရားတို့ရာ80ကျောက်ကူတကူလာစားစိန်ရဲ့2025လေးလပိုင်း9ရက်ဒလင်းလာနေ့ကိုအလူတော်မင်္ဂလာရေးကြီးတက်မှန်အခုကျင်းမလေးရရှိတဲ့အလူဒိုက်ကဦးမျိုးဝင်းအောင်အလူဒိက်ကမှာဒေါ်တတိဝင်းတို့မှာနဗတ်မိဘများအမှုတား၍လူတတ်သောအလူတော်မင်္ဂလာပွဲကြီးဖြစ်ပါဗျာဟုတ်ကဲ့ပါဗျာအခုလိုမျိုးလူတန်းကြတယ်လူဒိက်ကမှာပေါ့အိမ်ချမ်းသာကိုယ်ကျမ်းမာလို့ဒီနေရာတွေလည်းဝေးကွာပါကြပါဘူးဒီတန်းနှလုံးကိုကြီးလုံးအမျက်တာဝရသိယုံနိုင်ကြပါဘူးဘယ်ဘက်မှာလဲသုတ်ကျဲလို့ညဘက်မှာလည်းတလဲဝင်ကြပါလားဘုံမရှိကြဘက်လို့စင်တာဝရအေဂျန်ပြီးနေမတီတော့ပန်းများတဲ့ပွဲစင်တာဝရလမ်းဆန်းကြီးဇရာစိတ်ကြောင့်ကျိုးဆွေမောက်ကဘိုးစေတောက်ပါသောဝေဒနာများမှလည်းကြည်ရှိကြပါလားကကြီးလုံးမကိုကျော်လွှားနိုင်သောပုဂ္ဂိုလ်များလည်းဖြစ်ကြပါစေ။ကျောင်းတကာယဟန်တကာတရားတကာတိတ်တကာဓိကမ္မများလည်းဖြစ်ကြပါစေဗျာ။ဟုတ်ကဲ့ပါဗျာ။အခုလုံးမျိုးအမေချောက်စီမောင်းတီတို့လူတော်မင်္ဂလာပွဲကြီးစီကျင်းပလျက်ရှိတာကတော့ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်အုတ်ကမ်းမြို့ဘုံကြီးတားအုပ်စုကောက်ကွေးတန်းကြီးရွာအလူဒိုက်ကဦးမျိုးဝင်းအောင်အလူဒိုက်ကမှာဒေါ်တတိဝင်းတို့ရဲ့အလူတော်မင်္ဂလာပွဲကြီးပဲဖြစ်ပါတယ်ဗျာလူတော်မင်္ဂလာပွဲကြီးဟာယနေ့ရဝေးမှာကြွရလာကြတော့ဘုံတည်းကြီးအပိတ်တော့ပေါ့ဗျာသိချမ်းသာကိုကြီးကျမ်းမှာပါဒီပြားတွေရဲ့ဝိကွာပါလို့ကိုယ်စိတ်နှလုံးရှင်းပြုံးကြပါစေလို့တော့ဒီအော်ရီယိုဘောက်ဆက်မိသားစုကြီးမှာအလူတော်မင်္ဂလာတိဗနာစုမုံကောင်းကျွေးတလိုက်ရပါဗျာ